Hello ဒီနေ့မှာကိုယ့်ရဲ့ဦးခေါင်းပေါ်မှာတွေ့ကြုံရတဲ့ပြဿနာအချို့တွေကို English လို့ဘယ်လိုပြောရမလဲဆိုတာကိုပြောပြပေးချင်ပါတယ် Are you ready? Let's commence မဟုတ်ဆုံးအနေနဲ့ဒီခေါင်းမှာဘောက်တွေထားနေတာဘောက်တွေကို English လို့ဘယ်လိုပြောရမလဲ dandruff dandruff ဥပမာအနေနဲ့ပေးရမယ်ဆိုလို့ရှိရင် I didn't have dandruff before but after using this shampoo I've got a lotငါအရင်တော့ဘောက်မရှိဘူးဒါပေမဲ့ဒီကောင်းလျှော်ရေးသုံးတော့မှာပဲဘောက်တွေအရန်နဲ့ထားလာတာစပင်ကျွတ်နေတာကိုကြတော့ရောဘယ်လိုပြောရမလဲ hair loss hair loss for example I'm experiencing hair loss because of stress စိတ်ပြည့်စည်မှုကြောင့်မလို့စပင်တွေကျွတ်လာတယ်စပင်တွေဖြူလာတာကြတော့ရော go gray go gray ဥပမာအနေနဲ့My hair is starting to go gray because I'm getting older. ငါအသက်ကြီးလာမလို့ငါရဲ့စပင်တွေကလည်းပဲဖြူလာတယ်။နောက်ဆုံးအနေနဲ့စပင်နှစ်ခွဖြစ်နေတာကိုကြတော့ရော split ends split ends ဥပမာအနေနဲ့ I've got split ends ငါစပင်နှစ်ခွဖြစ်နေတာ။ကဲဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဦးခေါင်းခွန်အားဖြစ်တဲ့ပြဿနာတွေကို English လို့ဘယ်လိုပြောရမလဲဆိုတာကိုနားလည်ပြီးလို့ယူဆပါလေ။ Bye bye. Catch you in my next video.